အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာဝင်ပြပေးမယ့်အကြောင်းအရာလေးကတော့နံပါတ်1အင်ကြီးချုပ်ဖို့ပိတ်စညှက်တော့မယ်ဆိုရင်အခြေခံသိကိုသိရမယ်ပိတ်ကြော unit အယူအဆတွေနံပါတ်2 grain line တွေရဲ့ဒီမြားတွေရဲ့ opposite direction နဲ့ same direction ဆိုတာကဘာလဲဆိုတော့အခြေခံသိရမယ်အချက်တွေနံပါတ်3ဒီ grain line တွေရဲ့အင်္ဂလိပ်လိုရောမြန်မာလိုရောအခေါ်အဝေါ်တွေကိုဒီဗီဒီယိုလေးမှာဝင်ပြပေးသွားမှာပါရှင်ဒီပိတ်ကြောယူဆမှားသွားပြီဆိုလို့ရှိရင်ကိုအင်ဂျီရပေါ့နော်ဘလောက်ကတင်ကောင်းအောင်ပဲပတ်တန်နေဆွဲထားအင်ဂျီရရုပ်ထွက်လာမှာမဟုတ်ပေါ့နော်အင်ဂျီရရွှေထွက်သွားတာမျိုးတွေပြီးပိတ်စားကဒီချုပ်ချောင်းတွေကလိန်နေတာမျိုးတွေပြီးလှိုင်းထနေတာမျိုးတွေပြီးရင်ဖြစ်တတ်တာကအင်ဂျီကော်လာတွေဆိုလို့ရှိရင်လည်းလိန်နေတာမျိုးတွေပေါ့နော်ဒီလိုအဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့ဒီအခြေခံအနေနဲ့ဒီပိတ်ခင်းတဲ့အခါမှာဒီပိတ်ကြောမှန်အောင်ယူတတ်ဖို့ကလည်းအရေးကြီးပါတယ်ဒါကြောင့်မို့ပိတ်ကြောယူတဲ့နည်းစနစ်ကိုဝေမျှရခြင်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒီပိတ်ကြောယူတော့မယ်ဆိုလို့ရှိရင်ပိတ်ကြောရှာမယ်ဆိုရင်ဆွဲရအများဆုံးနဲ့ဒုတိယဆွဲရအများဆုံးနောက်ဆုံးကကြတော့ဆွဲရနည်းနည်းပဲရှိရလုံးဝတင်းနေတဲ့ဟာမျိုး3နေရရှိရပေါ့နော်အဲ့ဒါကိုအရင်ရှာမယ်ပထမဆုံးအနေနဲ့ဆွဲရအများဆုံးဒီ45ဒီဂရီအဆွေသားကိုတွေ့ပြီပေါ့နော် bias ကိုတွေ့ပြီဒုတိယအနေနဲ့ဆိုလို့ရှိရင်ဒုတိယဆွဲရအများဆုံးဒီဆွဲရအများဆုံးဟာကိုတွေ့ပြီပေါ့နော်ပြီးရင်တတိယအနေနဲ့ကတင်းနေတယ်လုံးဝတင်းနေတယ်နည်းနည်းဆွဲရနည်းနည်းလေးပဲပါတင်းနေတဲ့အသားကိုတွေ့ပြီတင်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုဆွဲရအမြတ်ဘေးမှာပေါ့နော်အများဆုံးရှိတဲ့ဟာကိုဘေးထားပြီးတော့ဆွဲရနည်းနည်းလေးပဲတင်းနေတဲ့ဟာကိုအထက်အောက်ထားမယ်နောက်ဆိုနောက်ချမ်းဆိုလည်းဒီလိုပဲတကယ်လို့လက်ဆိုလို့ရှိရင်လည်းဘေးတိုက်ပဲဆွဲရရှိတဲ့ဟာကိုထားမယ်အပေါ်အောက်ကြတော့တင်းနေတဲ့ဟာကိုထားမယ်အင်ဂျီပေါ့နော်အဆွဲများတဲ့ဟာကိုဘေးတိုက်ထားတာလေဆိုလို့ရှိရင်အင်ဂျီဝတ်တဲ့အခါမျိုးမှာတက်ဖြစ်အောင်ရဲ့ပြီးလို့ရှိရင်အင်ဂျီတွေကရှည်ပြီးတော့ဒီအပေါ်အောက်မှာရှည်ပြီးကြမလာအောင်အဲကြောင့်မို့ဒီဆွဲရများတဲ့ဟာကိုအများဆုံးပေါ့နော်ဒီလိုမျိုးဟာကတင်ပြီးညှက်ကြရပေါ့နော်ဒီဆွဲတဲ့အောင်ကိုဘေးတိုက်ထားတာကအမြဲတမ်းပုံတီလောက်ရမှာလားဆိုတော့ပုံတီမဟုတ်ပါဘူးဒါက80%ပဲရှိပါတယ်ကျန်တာတွေကဆွဲတဲ့ဟာကိုဘေးတိုက်မထားတဲ့အခြေအနေတွေကဘယ်လိုအခြေအနေတွေမှာရှိလဲဆိုရင်တော့မြန်မာဝစ်စုံလိုမျိုးပေါ့နော်လက်ထောက်ထည့်ထားတဲ့ကော့ပိတ်တွေကတ်ထားတဲ့အထည်မျိုးပေါ့နော်အဲ့လိုဟာမျိုးကြရင်လက်ကိုတက်ဖြစ်ချင်တဲ့ခါမျိုးကြလို့ရှိရင်တော့ဒီလက်ကိုကြတော့ဒီလိုဘေးတိုက်မထားတော့ဘဲနဲ့အဆွေညှက်တယ်ပေါ့နော်45ဒီဂရီအဆွေတင်းညှက်ပါတယ်မျိုးမှာအဆွေညှက်လဲဆိုလို့ရှိရင်ဥပမာအနေနဲ့ပိတ်စတွေကိုခေါင်းဝင်အနေနဲ့ချုပ်တာမျိုးပေါ့နော်အဆွေသားယူတာကပို့ပြီးတော့လှပါတယ်ဘယ်လိုယူမလဲဆိုလို့ရှိရင်ဒီမှာပိတ်စရှိတယ်ဒီမှာကအရန်ဆွဲတဲ့အသားဆွဲတယ်ပေါ့နော်ဆွဲတဲ့အသားဒီမှာတင်းသားဒီကလိုက်သားအဲ့ဒါကိုမှ45ဒီဂရီခောက်ပါတယ်45ဒီဂရီခောက်ပြီးတော့ပိတ်စကိုဒါခေါင်းဝင်ပတ်တန်လို့ပဲသတ်မှတ်လိုက်ပါတော့ဒီရုပ်စာကိုဒီလိုမျိုးတင်ပြီးတော့ညှက်ပါတယ်ဒီ45ဒီဂရီတင်ညှက်ပါတယ်ပိတ်စပေါ့ဒီပေါ့နော်ဘေးတိုက်ထားတဲ့အခြေအနေကဒီလိုမျိုးတင်းသားတွေကိုဘေးတိုက်ထားတဲ့အခြေအနေကဘယ်လိုအခြေအနေမျိုးမှလဲဆိုလို့ရှိရင်ဒီလိုမျိုးကိုကဒီဇိုင်းဖန်တီးထားတာကဒီပတ်တန်တွေကစောင်းတာမျိုးတွေဒီလိုပုံစံမျိုးတွေပေါ့နော်အဲ့လိုကန်လန်ဖြတ်ပုံစံမျိုးတွေလိုချင်တဲ့ခါမျိုးကြားလို့ရှိရင်လည်းကိုရဲ့ဒီဇိုင်းပုံမူတည်ပြီးတော့ဒါကချွင်းချက်အနေနဲ့လုပ်လို့ရတယ်ပေါ့နော်ဆိုရင်ပြန်ပြောမယ်ဆိုနံပါတ်1ပုံမှန်80%ဒီဘေးတိုက်ဆွဲတဲ့ဟာကိုဘေးတိုက်ထားတယ်အပေါ်အောက်တင်းတာကိုထားတယ်လက်တွေပါတွေကတက်ရှိခြင်းရင်45ဒီဂရီအဆွေသားညှက်တယ်နံပါတ်3 certain dress လိုဟာမျိုးတွေစကတ်ပေါ့နော် evening dress လိုဟာမျိုးတွေမျိုးဆိုလို့ရှိရင်အဆွေသားကိုတင်ညှက်တယ်ဒီရှက်တွေပါတွေကကိုကပတ်တန်ပေါ့နော်အစင်းလိုင်းတွေကကိုယ့်ရဲ့ဒီဇိုင်းပုံမူတည်ပြီးတော့ယူခြင်းတဲ့ခါမျိုးကြလို့ရှိရင်လည်းတင်းတဲ့အသားကိုဘေးတိုက်ထားပြီးတော့ညှက်တယ်ညားတွေရဲ့ပေါ့နော်တင်ငီသားကဘယ်လိုအဓိပ္ပာယ်ရှိလဲဆိုတာကိုပြပေးသွားပါမယ်ဒါပေမဲ့ technical တန်းနေနေတော့မပြောပါဘူးရှုပ်သေးသွားမှာဆိုတဲ့အတွက်အလဲဆုံးမှတ်လို့ရတဲ့နည်းကိုပဲပြပေးသွားပါမယ်ရှင်ဒါကဆွဲရအများဆုံးရှိတဲ့ဟာကိုဘေးမှာထားပြီးတော့တင်းနေပေါ့နော်အသားကိုအပေါ်အောက်ထားမယ်ဆိုတဲ့အဓိပ္ပာယ်ဒီညားရဲ့တင်ငီသားက80%နီးပါပိတ်ညှက်ကြတဲ့နီးပါညားရဲ့တင်ငီသားကကြတော့တင်းကအနည်းဆုံးဟာကိုဘေးတိုက်ထားပြီးတော့တင်းကအများဆုံးဟာကိုအပေါ်အောက်ထားမယ်ဆိုတဲ့အဓိပ္ပာယ်ဒါကကြတော့ရှက်တွေပါကိုဒီဇိုင်းပုံမူတည်ပြီးပတ်တန်နေပါတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ဒါသုံးနေပေါ့နော်အဲ့တော့45ဒီဂရီလုံးဝဘိုင်းရဲ့အဆွေပေါ်မှာတင်ညှက်မယ်ဆိုတဲ့အဓိပ္ပာယ်မြားရဲ့အဓိပ္ပာယ်ကိုသိပြီဆိုလို့ရှိရင်ဒီမြားကောင်းလေးရဲ့ဥတီက same direction နဲ့ opposite direction ဆိုတဲ့ဟာလေးကိုပြပေးသွားပါမယ်မြားရဲ့အဓိပ္ပာယ်ဒီဘေးဆွဲတဲ့သားကိုဘေးမှာထားပြီးတော့တင်းတဲ့သားအပေါ်အောက်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့မြားကောင်းကဒီလိုမျိုးဟာဒီ direction ကဒီလိုမျိုးကနေပြီးဒီလိုမျိုးလဲလှန်ပြီးတော့ညှက်လို့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒီလိုမျိုးဟာကဘယ်လိုမျိုးအခြေအနေမှာညှက်လဲဆိုလို့ရှိရင်ပိတ်စဖြောင်းလို့ပိတ်စမျိုးတွေပေါ့နော်ခြီသားလိုဟာမျိုးတွေဆိုလို့ရှိရင်ဒီလိုမျိုး opposite direction ဒီဘေးတိုက်ထားတယ်တင်းသားအပေါ်အောက်ထားတယ်ဒါကတော့အတူတူပဲဒီလိုမျိုးလှန်ပြီးညှက်လို့ရဒီ same direction ပေါ့ဒီမြားကောင်းလေးတူညီတဲ့အဓိပ္ပာယ်ကတော့အင်ဂျီကိုဒီလိုရှေ့ချမ်းကဒီလိုတဲတင်နောက်ချမ်းလည်းဒီလိုပဲအတူတူတင်မယ်သူ့ရဲ့ဒီပေါ့နော်လက်ကိုလည်းဒီလိုပဲအတူတူတင်မယ်မျိုး same direction အတူတူညှက်ရတဲ့ဟာကဘယ်လိုပိတ်စမျိုးတွေမှာညှက်ရလဲဆိုလို့ရှိရင် valve လို့ခေါ်တဲ့ဂတိပါပိတ်စတွေ far လို့ခေါ်တဲ့သုံးမွှေးပိတ်စတွေပြီး cordu line လို့ခေါ်တဲ့ပိတ်စတွေမှာပေါ့နော်ဒီလို direction နဲ့ညှက်ရပါတယ်။ဒီမှာအနေနဲ့ပြောပြပါပေါ့နော်ဒါကဂတိပါပိတ်စတော့မဟုတ်ပါဘူးဒါ cordu line ပိတ်စပါ
ဥပမာအနေနဲ့ verb ကတိပါဆိုလို့ရှိရင်သူကဒီလိုမျိုးလက်နဲ့တက်လိုက်တဲ့ဟာဆိုလို့ရှိရင်အယောင်တစ်မျိုးပြောင်းသွားတယ်လေအဲ့တော့သူ့ရဲ့အယောင်တွေကအလင်းပြန်နှုံးကတူအောင်ဖို့အတွက်ဆိုလို့ရှိရင်ကတ်တင်ကိုဒီလိုမျိုးညှက်ရပါတယ်ဒီလိုမျိုးပြောင်းပြန်လှန်ညှက်လိုက်ပြီဆိုလို့ရှိရင်အင်ဂျီရဲ့ပေါ့နော်ထွက်တဲ့ဒီဇိုင်းကပေါ့နော်ဟိုအယောင်ကမတူဖြစ်နေပါလိမ့်မယ်အဲ့ဒါကြောင့်မို့ same direction နဲ့ပဲညှက်ရပါတယ် verb လိုပဲကိစ္စမျိုးတွေဆိုရင်ညာလေးရဲ့အတိတ်ပဲဒီတင်းတဲ့အသားကိုဘေးမှာထားပြီးဆွဲတဲ့အသားကိုအပေါ်အောက်ထားမယ်ဆိုတဲ့အတိတ်ပဲဒါပေမဲ့သူ့ရဲ့မြားရဲ့ direction ဒီ opposite ဖြစ်နေတဲ့အတွက်ဒီလိုမျိုးလေးလဲညှက်လို့ရပါတယ်ဆိုတဲ့အတိတ်ပဲနောက်ထပ်ဒီမြားကအတူတူသွားတဲ့ same direction ဆိုတဲ့ဟာကဒီလိုကတ်နဲ့သွားမယ်ဆိုရင်တင်းတာကိုဘေးမှာထားတယ်ဆွဲတာပေါ်အောက်ထားတယ်အဲ့ဒါဒီပိတ်ကြောကတော့ဒီလိုယူမယ် direction ကတော့ဒီလိုမျိုးပဲယူပါမယ်အတူတူယူပါမယ်ဆိုတဲ့အတိတ်ပဲလက်ကောဒီအင်ဂျီရောပေါ့နော်အတူတူယူပါမယ်ဆိုတော့မျိုးဘေးကအတင်းရှိပြီးတော့ဆွဲတာအောက်ရှိတဲ့ဟာမျိုးတီကမယူဘူးပေါ့နော်ချွင်းချက်အနေနဲ့ပဲယူတာပါဟိုကိုယ့်ရဲ့ဒီဇိုင်းပုံမူတည်ပြီးတော့ချွင်းချက်အနေနဲ့ယူတာပါအများအဖြစ်ကတော့ဆွဲတဲ့ဟာကိုဘေးမှာထားပြီးတော့ဟိုတင်းတဲ့ဟာကိုအပေါ်အောက်ထားတာပါဒီဟာကကြတော့ရှုပ်ထွေးမှသွားအောင်လို့အကုန်လုံးကိုဟိုပြတာပေါ့နော်ဘေးတိုင်းဆွဲတယ်ဒီဟာကိုဟိုပေါ့နော်မြန်မာလိုပေါ့နော်အလွယ်ဆိုလိုက်တာဆွဲတာလို့ပဲပြောလိုက်မယ်ပေါ့နော်ဒီလိုတင်းနေဆွဲနည်းနည်းပဲရှိတဲ့ဟာကိုကြတော့တင်းသားလို့ပြောလိုက်မယ်ဒီအဆွေသား45ဒီဂရီရှိတဲ့ဟာကိုကြတော့အဆွေသားလို့ပြောလိုက်မယ်ဒီမှာဟိုကဆွဲလိုက်လို့ဒါဆွဲတယ်ဒါတင်းမယ်အဲ့တော့ဆွဲရအများဆုံးရှိတဲ့ဟာကိုကြတော့လိုက်တာဆွဲတာလို့ပြောပြီးတော့သူ့ကိုကြတော့ crosswise grade CG လို့ပြောတယ်ဒီလိုဆွဲလိုက်လို့တင်းနေတဲ့ဟာမျိုးကြတော့ဟိုမြန်မာလိုတင်းသားလို့ပဲအလွယ်မှတ်မယ်အင်္ဂလိပ်လိုအခေါ်ပေါ်ကြတော့ left right grade LG လို့ပြောလို့ရတယ်တို့ကပိတ်စမှာပေါ့နော်ဆွဲလိုက်တာ45ဒီဂရီဆွဲအများဆုံးဟာကိုကြတော့မြန်မာလိုဆိုရင်အဆွေသားသူ့ကို true bias လို့ခေါ်တယ်ဒီနေ့ဝင်မြပေးလိုက်တဲ့ပိတ်ကြောယူနီအယူအဆတွေကိုဟိုနှုတ်ထုတ်ထားပါတယ်အဲ့ဒါကိုကွန်မန့်မှာတင်ပေးထားပါတယ်တကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်တော့စေထားလို့ရပါတယ်ရှင်